စိတ်ဥတမှုမခံယူမီကြိုတင်ပြင်ဆင်ခြင်းတပီရေချိုးစပင်ဆေးပါလက်သေးတို့လက်သေးအလှဆင်ခြင်းမရှိပါမိတ်ကပ်မလိန်လက်ဝိရဏနာမသုံးပါနဲ့နှစ်မနက်ပိုင်းခွဲစိတ်မှုလုပ်ပြီးရင်ခွဲစိတ်ခန်းကိုမနက်6သူညမှာရောက်ပါတယ်ညသက်ခေါင်နောက်ပိုင်းအစာမတောက်ရ3နေ့လယ်တွင်ခွဲစိတ်ကူးတောက်မှုခံယူပါကနနက်9နာရီတွင်မွေးဖွားခန်းသို့ရောက်ရှိရမည်ဖြစ်ပြီးညသက်ခေါင်နောက်ပိုင်းတွင်အစာမတောက်ရပါပို့ဆောင်ရေးအခန်းအတွက်လိုအပ်သောပစ္စည်းများကိုပြင်ဆင်ရမည်အသင့်ကလေးကိုထုတ်ပိုးရန်အတွက်ကြီးမားသောမျက်နှာတုပ်ပူဝါတစ်ထည်2ကလေးအင်ဂျီတစ်ထည်3.3ကလေးဥထုတ်တစ်လုံး4ကလေးနီး Pampers တစ်ထည်5ဝင်းပတ်များဖြင့်တန်ရှင်းရေးလက်တုပ်ပိုးဝါများကလေးမွေးဖို့ဆေးရုံကိုလာတဲ့အခါပြင်ဆင်ရမယ့်စာရွက်စာတမ်းတွေတကိုဝင်ဆောင်မျိုးသမီးများအတွက်ပန်းရောင်ကတ်သို့မဟုတ်လူမှုဖူလုံရေးကတ်2ကိုဝင်ဆောင်မိခင်နှင့်ခင်ပွန်း၏နိုင်ငံကူးလက်မှတ်3ကလေးမွေးဖွားကြောင်းသတင်းပို့ရန်အိမ်နံပါတ်4ကိုဝင်ဆောင်စောင့်ရှောက်မှုစာအုပ်မှတ်ချက်ခင်ပွန်းဒီကပိုးသက်တာကိုသဘောတူရင်ခင်ပွန်းတဦးစီသည်သဘောတူညီချက်ကိုကိုယ်တိုင်ကိုယ်ကျလက်မှတ်ရေးထိုးရမည်ရက်ချိမတိုင်မီဆေးရုံသို့အမြန်သွားရန်လိုအပ်သည့်သတိပေးလက္ခဏာများတိဝမ်းပိုက်မှာကြောပြီးဗိုက်ကြောပြက်တောင်းပိုနာခြင်းပြီးမကြာခဏ2မိမကိုမှသွေးဆင်းခြင်း3စီးနှင့်ဆင်တူသောကြည်လင်သောအရည်သည်မိမကိုမှစီးဆင်းသည်4ကလေးသည်အနှဲငယ်လှုပ်ရှားသည်သို့မဟုတ်လုံးဝမလှုပ်ပါ